ဆေးပစ္စည်းမှုတွေမလိုချင်တော့လို့ဆက်ရုံအလုပ်ကလေးပဲလုပ်ပြီးတော့အေးဆေးဆေးပဲနေတော့မယ်ဆိုတော့ညီကောင်မောင်နှမတွေကိုကျွန်တော်အနေနဲ့အကြံတစ်ခုပေးချင်ပါတယ်။ဒါကတော့ကျွန်တော်လုပ်ငန်းသုံးရီမောင်းလိုင်စင်တစ်ခုခုကိုယူထားဖို့အတွက်ကျွန်တော်အကြံပေးချင်တာပါ။လုပ်ငန်းသုံးရီမောင်းလိုင်စင်တွေကတော့အများကြီးရှိပါတယ်။အဲ့ဒီထဲမှာကျွန်တော်ကိုယ်တိုင်ပြုစုခဲ့တဲ့ forklift လိုင်စင်အကြောင်းကိုတေးသေးချာချာလေးနားလည်အောင်လို့ရှင်းပြပေးချင်ပါတယ်။အားလုံးနားလည်အောင်ရှင်းပြပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုကိုကျွန်တော်ဒီချာကြည့်ပေးဖို့မေတ္တာရပ်ခံပါတယ်ကျွန်တော်အပိုင်းနှစ်ပိုင်းခွဲပြီးရှင်းပြပေးပါမယ်ပထမအပိုင်းထဲမှာတော့ကျွန်တော်တက်ရောက်ခဲ့တဲ့တင်နန်းရဲ့နေရာနဲ့တင်နန်းနာမည်ဒီကိုကျွန်တော်ပြပြပေးမယ်တင်နန်းရဲ့ခံမှန်းကြီးကုန်ကြစိတ်ကိုလည်းကျွန်တော်ပြပြပေးမယ်နောက်တစ်ခုကတော့တင်နန်းကာလကြာချိန်ကိုလည်းကျွန်တော်ဒီချာချာလေးပြပြပေးချင်ပါတယ်ဒုတိယပိုင်းထဲမှာတော့ကျွန်တော်တို့တက်ရောက်ခဲ့တုန်းကကိုတွေ့ကြုံရတဲ့အတွေ့အကြုံလေးတွေကိုလည်း sharing အနေနဲ့ထည့်ပေးချင်ပါတယ်။နောက်ပြီးလို့ရှိရင်ဒီတင်တန်းရဲ့အခြေအနေကိုလည်းကျွန်တော်တေးချာချာလေးပြပြပေးချင်ပါတယ်။နောက်တစ်ခုကတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောပြပေးချင်တဲ့အဓိကလက်တွေ့မောင်းနေတဲ့အခါမှာမောင်းနေတဲ့ဒီဝက်ချန်နီစနစ်ကိုကျွန်တော်နောက်ဆုံးမှာဒီတေးချာချာလေးပြောပြပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလိုင်စင်ယူဖို့စဉ်းစားထားတဲ့ညီကိုတွေဆိုလို့ရှိရင်တော့ဗီဒီယိုကိုတိတိချာချာလေးနားထောင်ပြီးတော့ကြည့်ပေးဖို့ဒါကျွန်တော်မေတ္တာရပ်ခံပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ပထမပိုင်းကိုစပြီးတော့ရှင်းပြပေးပါမယ်ကျွန်တော်တက်ရောက်ခဲ့တာကတော့ Gifu ခရိုင်အခြေစိုက်ဖြစ်တဲ့ Naka Green Center ဆိုတဲ့နေရာမှာတက်ရောက်ခဲ့တာပါဒီ center မှာဆိုလို့ရှိရင်ဒါ forklift လိုင်စင်အပြင်ကို green မောင်းနေတာတွေဘဖိုးကားအသေးလေးတွေမောင်းနေတာတွေနောက်ထပ်တွေလည်းရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကျွန်တော်တီးရတဲ့လောက်ကတော့ဒီ3ခုပေါ့နော်ဒုတိယတစ်ခုဖြစ်တဲ့ခံမှန်းကြီးကုန်ကြစိတ်ပေါ့နော်ခံမှန်းကြီးကုန်ကြစိတ်အနေနဲ့ကျွန်တော်ကားလိုင်စင်ရှိတဲ့လူနဲ့ကားလိုင်စင်မရှိတဲ့သူဆိုပြီးတော့ကျွန်တော်နှစ်ခုပြောပြပေးချင်ပါတယ်ကားလိုင်စင်ရှိတဲ့သူတွေအနေကတော့သူကတင်နန်းရဲ့ကာလာကလည်း4ရက်ပဲရှိပါတယ်တင်နန်းကာလာ4ရက်ကိုမှတင်နန်းကြီးက4000ကနေပြီးတော့5000ဝန်းကျင်ထဲမှာရှိတယ်ပေါ့နော်ဒါကားမောင်းလိုင်စင်ရှိတဲ့လူတွေအတွက်ကိုဒါတည်တံ့စေးပေါ့နော်ဘာလိုင်စင်မှာကားမောင်းလိုင်စင်မရှိတဲ့လူတွေအတွက်ကကြတော့တင်နန်းကာလာက9ရက်ပါတင်နန်းကြီးက9000ကနေ6000ဝန်းကျင်မှာရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကားမောင်းလိုင်စင်ရှိတဲ့လူဖြစ်ဖြစ်ကားမောင်းလိုင်စင်မရှိတဲ့လူဖြစ်ဖြစ်ဒီတိုင်းအစိမ့်တက်သွားပြီးတော့တက်လို့ရပါတယ်ယောက်ျားလေးလည်းတက်လို့ရတယ်လို့ main ကလေးလည်းတက်လို့ရပါတယ်အသက်16နှစ်ပြည့်ပြီးတဲ့မြည်သူမဆိုတက်လို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတင်နန်းကနိုင်ငံခြားသားတော်တော်များများရှိပါတယ်ဘရာဇီးလူမျိုးတွေလည်းရှိတယ်လို့ကျွန်တော် BNN လူမျိုးတွေလည်းရှိပါတယ်အခြားလူမျိုးခြားတွေလည်းရှိပါတယ်ဂျပန်တွေလည်းရှိပါတယ်ဆိုတော့ကျွန်တော်တို့သွားတဲ့အချိန်မှာဘရာဇီးတွေကတော့ဘရာဇီးစကားဘာသာပြန်ပေါ့နော်တယောက်ကတင်ပြပေးပါတယ်ဒါသူတို့ကတက်ပေါ့နော် BNN ကကြောက်လဲ BNN ဆရာမနဲ့တေချာသူတို့တင်ရတယ်ပေါ့နော်ကျွန်တော်တို့ကကြတော့မြန်မာဆိုပြီးတော့တည်တံ့သေးပေးရမျိုးမရှိဘူးဂျပန်ထဲမှာလည်းရောပြီးတော့တင်လို့ရမရတော့ကျွန်တော်မသိခဲ့ဘူးကျွန်တော်တို့ကဂျပန်ထဲမှာရောတင်တာမဟုတ်ဘဲနဲ့ဒါဖိလစ်ပိုင်ရယ်အိန္ဒိယရယ်ကျွန်တော်မြန်မာရယ်3မျိုးပေါ့နိုင်ငံ3ခုဒါတူတူတင်ပေးရပါတော့ကျွန်တော်အင်္ဂလိပ်လိုတင်ရတာဖြစ်ပါတယ်